လေးစားဖို့ fikir ပဲသူ့မှာရှိတယ်သူ့ရဲ့ကျမ်းမာရေးရဲ့ fikir သူ့မှာမရှိဘူးခလေးကျမ်းမာရေးရဲ့ fikir ပဲသူ့မှာရှိတယ်သူအိပ်ဖို့ fikir သူ့မှာမရှိဘူးခလေးအိပ်ဖို့ fikir ပဲသူ့မှာရှိတယ်သူ့ရဲ့အေးရေးဆိုတာမရှိတော့ဘူးခလေးရဲ့အေးရေးပဲရှိတော့တယ်လေးစားအတန်မိတ်ဆွေညီနောင်များခင်များခလေးနေမကောင်းဘူးအဲ့ဒီမိခင်ရဲ့အေးရေးဆိုတာတညာလုံးပျောက်သွားပြီဒီတိုင်းပဲခလေးဆိုတာ तू ဘာမှမသိဘူးမသိတဲ့အခါ तू ဘာဖြစ်လဲ तू တဏီကုန်အိမ်ပဲတညာလုံး तू နိုးနေရင်လည်းပဲဒီမိခင်လည်းမအိပ်ရတော့ဘူးဒီတိုင်းပဲဒီမိခင်ခလေးထမင်းမစားရင် तू လည်းစားလို့မဝင်တော့ဘူးခလေးနေမကောင်းရင် तू လည်းဘာစားမဝင်တော့ဘူးနောက်ဆုံးကုရ်အာန်ကပြောတယ်ဆလာသူနာရှာဟာရာလာပေါင်း30လောက်ဒီခလေးအပေါ်မှာ तू တလောက်ဒုက္ခခံပြီးတော့ तू ဂယုဆိုင်နေရသေးတယ်သူ့အပေါ်မှာဒီဒုက္ခ3ခုရှိတယ်တစ်ခုကကိုယ်ဝင်ဆောင်တဲ့ဒုက္ခတစ်ခုကမွေးတဲ့ဒုက္ခနောက်တစ်ခုကနော်အဲ့ဒီ2နှစ်ခွဲလောက်အတွင်းမှာခလေးကိုနိုးတိုက်ရတဲ့စောင့်ရှောက်ရတဲ့ဒုက္ခအဲ့ဒီဒုက္ခ3ခုအပေါ်မှာပဲကိုရောင်မြတ်ကြီးဆလလာဟူအလိုင်ဆမ်ကမိခင်ဆိုပြီးတော့ဒီပုဂ္ဂိုလ်ကို3ချိန်တိုင်မိခင်နဲ့ပတ်သက်ပြီးအမိန့်ရှိလိုက်တာဖြစ်တယ်လိစာအတက်မိတ်ဆွေညီနောင်များခင်များဆက်လက်ပြီးတော့သာသနာပညာရှင်တွေကတင်ပြတယ်ဟာဒီသ်တော်မှာတမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဆမ်အမိန့်ရှိတယ်လူတစ်ယောက်ကသူ့ရဲ့မိခင်သူ့ရဲ့မိဘကိုမိခင်ကိုဖြစ်စေဖခင်ကိုဖြစ်စေသူအင်မတန်မှကိုပဲကျင်နာတဲ့အကြည့်နဲ့ကြည့်လိုက်မယ်အရှုနဲ့ရှုလိုက်မယ်ဆိုလို့ရှိရင်အလ္လာဟ်ရှင်မြတ်သခင်ကားတဲ့အလ္လာဟ်လက်ခံပြီးသားဟတ််ကဲဆဝါဘ်ကိုချင်းမြင်မယ်ဒီလိုဟတ််ကဲဆဝါဘ်မဟုတ်ဘူးနော်အလ္လာဟ်လက်ခံပြီးသားဟတ််ကဲဆဝါဘ်ကျွန်တော်တို့ဟတ််သွားလုပ်မယ်ဆိုရင်တော့မှကိုဟတ််ကိုအလ္လာဟ်လက်ခံပါမလားလက်မခံပါမလားဖီကီရထားရအောင်မယ်သူပေမဲ့ဒီဆဝါဘ်ကဘလို့ဆဝါဘ်လဲအလ္လာဟ်လက်ခံပြီးသားဟတ််ကဲဆဝါဘ်ကိုချင်းမြင်မယ်ဆိုတော့ဆဟာဘာတွေကရှောက်ထားတယ်ကိုတော့တစ်ချိန်ကြည့်ရင်ချင်းမြင်ပါလားဘယ်နှချိန်ကြည့်ချင်းမြင်ပါလားဒီတော့တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဆမ်ကဘယ်နှချိန်ပဲကြည့်ကြည့်ကြိုက်တဲ့လောက်ကြည့်တဲ့အရေးအတွက်ပေါ်မှာအလ္လာဟ်ရှင်မြတ်သခင်ချင်းမြင်နေမယ်လိစာအတက်မိတ်ဆွေညီနောင်များခင်များဒီတိုင်းပဲသာသနာပညာရှင်တွေကတင်ပြတယ်တချို့အရာတွေရှိတယ်အင်မတန်ကြီးတဲ့တောင်တောင်ကိုဘူလ်ဒိုဇာနဲ့ဖြိုလို့ရခြင်းမှရမှာအင်မတန်မာကျောတဲ့တန်တုံးကိုလွှတ်နဲ့တိုက်ဖြတ်လို့ရခြင်းမှရမှာအဲ့ဒီထပ်ပူပြီးခက်ခဲတဲ့ကိစ္စတွေဟာမိဘရဲ့မျက်ရည်နဲ့ကြပြီးတော့တောင်းတဲ့သူအားတွေကြောင့်ပြေးလေသွားတာတွေအများကြီးရှိတယ်လိစာတဲ့မိတ်ဆွေညီနောင်များခင်များမိဘငိုပြီးတော့တောင်းတဲ့သူဟာနော်အလ္လာဟ်ရှင်မြတ်သခင်အင်မတန်မှကိုပဲလက်ခံတယ်ကျွန်တော်တို့မှတ်ထားပါကျွန်တော်တို့အရှိမတောင်လောက်ကြီးကျယ်တဲ့ဒုက္ခဖြစ်နေပါစေသမုတ်တရားလောက်ကြီးကျယ်တဲ့အခက်အခဲဖြစ်နေပါသေးအဲ့ဒီအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့အတွက်မိဘရဲ့ဒုအာဟာလုံလောက်ပါတယ်လိစာအတန်မိတ်ဆွေညီနောင်များခင်များဒီနေ့အများကြီးလူတွေရှိတယ်သူတို့တွေအစဉ်ပြေနေတယ်ကြွယ်ဝနေတယ်အောင်မြင်နေတယ်ချမ်းသာလာတဲ့အချိန်ကျတော့မိဘကိုအင်မတန်တည်သိမ့်တဲ့အကြည့်နဲ့ကြည့်တယ်ဒီမိဘဒီအမေဒီအဖေတွေငါတို့ကြွေးလို့စားနေရတာငါသူ့ကိုရှာကြွေးနေရတာငါသူ့ကိုပေးနေရတာအဲ့ဒီလိုအမြင်နဲ့ကြည့်တယ်အမှန်တကယ်ဒီလိုမဟုတ်ဘူးကျွန်တော်တို့ရဲ့အောင်မြင်မှုကျွန်တော်တို့ရဲ့ကြွယ်ဝချမ်းသာမှုရဲ့နောက်ွယ်မှာကျွန်တော်တို့မိဘရဲ့ဒုအားတွေပါနေလို့လေးစားအတန်မိတ်ဆွေညီနောင်များခင်များဒီမိဘရဲ့ဒုအားတွေကြောင့်အလ္လာဟ်ရှင်မြတ်သခင်ကအဲ့ဒီမိဘရဲ့သားသမီးကိုအဲ့ဒီလောက်အောင်မြင်မှုအဲ့ဒီလောက်ကြွယ်ဝမှုအဲ့ဒီလောက်ချမ်းသာမှုတွေအလ္လာဟ်ချင်းမြတ်ထားတာကျွန်တော်တို့သူတော်စင်တစ်ပါးနဲ့ပတ်သက်ပြီးဖြစ်ရတစ်ခုလားရှိတယ်အဲ့ဒီသူတော်စင်တရက်သူ့ရဲ့မိခင်အလားမိခံသွားတယ်အလားမိခံသွားတဲ့ညမှာသူအိမ်မက်တယ်အိမ်မက်ထဲမှာအလ္လာဟ်ရှင်မြတ်သခင်သူ့ကိုအမိန့်ရှိတယ်နော်အသင်ဒီနေ့ကနေစပြီးကိုအင်မတန်ဂယုဆိုင်ပြီးနေကိုအင်မတန်ဂယုဆိုင်ပြီးနေဘာဖြစ်လို့လဲဆိုတော့နော်အသင်စီမှာဒီလိုဒွါပေးနေတဲ့လူတယောက်ရှိတယ်အဲ့ဒီသူရဲ့ဒွါတွေကြောင့်အသင်စီလာမဲ့တောကတွေအားလုံးကိုငါအလ္လာဟ်ဖယ်ရှားပေးထားတယ်အဲ့ဒီဒွါပေးနေတဲ့သူဒီနေ့ကွယ်လွန်သွားပြီလေးစားအတန်မိတ်ဆွေညီနောင်များခင်များဒါကြောင့်ကျွန်တော်တို့ဒီလိုမထင်နေနဲ့ငါအပေါ်မှာတောကတွေမလာတာငါအောင်မြင်နေတာငါအဆင်ပြေနေတာငါအရေးချင်းငါမိဘနဲ့ဘာမှမဆိုင်ဘူးသူကျေစုဘာမှမပါပါဘူးကွာအဲ့ဒီလိုမထင်နဲ့မိဘကျွန်တော်တို့ကိုငါးပြားမှအမွေမပေးထားလေပဲမိဘကျွန်တော်တို့အပေါ်မှာဘာမှမထူထောင်ပေးထားလေပဲသူပေးနေတဲ့သူဟာတွေကကျွန်တော်တို့အောင်မြင်ဖို့အတွက်ကျွန်တော်တို့အဆင်ပြေဖို့အတွက်ကျွန်တော်တို့ကြွယ်ဝဖို့အတွက်လုံလောက်တယ်လေးစားအတန်မိတ်ဆွေညီနောင်များခင်များဝါကီယာလေးတစ်ခုစာအုပ်တင်မှာရေးသားတင်ပြကြတယ်တခါကလူတစ်ယောက်ရှိတယ်အဲ့ဒီလူကတောထဲကိုသွားပြီးတော့အမင်းလိုက်တယ်အမင်းလိုက်ရင်းနဲ့သူပါတွေ့တယ်တမင်တွေ့တယ်တမင်တစ်ကောင်တွေ့တယ်အဲ့ဒီတမင်မကြီးရဲ့ဘေးနားမှာတမင်ပေါက်စာကလေးလေးတစ်ကောင်တွေ့တယ်အဲ့ဒီလိုနဲ့သူကမြားထုတ်ပြီးတော့ချိန်လိုက်တယ်ချိန်လိုက်တဲ့အခါတမင်မကြီးကထွက်ပြေးသွားတယ်
တမင်ပေါက်စာလေးကမထွက်ပြေးနိုင်ဘူးမထွက်ပြေးနိုင်တော့သူကအဲ့ဒီတမင်ပေါက်လေးကိုသွားပြီးယူပြီးသူတည်သွားလိုက်တယ်အဲ့ဒီလိုတည်သွားတဲ့အချိန်တမင်မကြီးကသူ့ကလေးကိုတည်လို့ဆိုပြီးသူမခံမရနိုင်ဖြစ်တယ်မခံမရနိုင်ဖြစ်ပြီးတော့အဲ့ဒီမုံဆိုးရဲ့အနောက်တကောက်ကောက်လိုက်ပြီးတော့သူနော်လိုက်နေတဲ့အခါကျတော့မုံဆိုးကကြည့်ပြီးတနာသွားတယ်ဒီတမင်မကြီးကွာသူ့ကလေးလေးကိုငါယူလာလို့သူ့ခင်ဗျတော်တော်မခံမရနိုင်ဖြစ်နေရှာတယ်အဲ့ဒီလိုနဲ့မုံဆိုးကဒီတမင်မကြီးကိုတနာပြီးတော့သူဘာလုပ်လိုက်လဲအဲ့ဒီတမင်ပေါက်လေးကိုပါလွတ်ပေးလိုက်တယ်လေးစားတဲ့မိတ်ဆွေညီနောင်များခင်ဗျာအဲ့ဒီလိုနဲ့အလရှိမတ်သခင်အဲ့ဒီမုံဆိုးကိုညအချိန်မှာအိမ်မက်ပေးတယ်တဲ့။ဘာအိမ်မက်ပေးလဲဆိုတော့အလရှိမတ်သခင်အမိန့်ရှိတယ်။အသင်ရဲ့ဒီလောက်ရက်ဒီတမင်မကြီးကိုအသင်တနာပြီးတော့သူ့ကလေးလေးကိုလွတ်ပေးလိုက်တယ်။ဒီတမင်မိခင်ကြီးကိုအသင်တနာသွားတဲ့ဒီကိစ္စအပေါ်မှာအလရှင်အသင်ကိုတလောက်နှစ်သက်သွားတယ်။အလ္လာဟ်တလောက်နှစ်သက်သွားတယ်အသင်ကိုအလ္လာဟ်အဲ့ဒီအစာအင်မတန်ကြီးကြီးကျယ်ကျယ်ချင်းမြင်လိုက်မယ်အဲ့ဒီအစာအင်မတန်ကြီးကြီးကျယ်ကျယ်ချင်းမြင်လိုက်မယ်အသင်ဟာနော်အင်မတန်ကြီးကျယ်တဲ့နော်အင်ပါယာကိုအုပ်ချုပ်တဲ့ဩဇာရှင်တယောက်ရဲ့ဖခင်ဖြစ်လိုက်မယ်အဲ့ဒီလိုအိမ်မက်ပေးတော့သူ့အိမ်မက်ကိုသူသဘောမပေါက်ဘူးတဲ့အဲ့ဒီလိုနဲ့တိတ်မချဘူးအလ္လာဟ်သူ့ကိုသားတယောက်ပေးတယ်တဲ့အဲ့ဒီသားကနေပြီးတော့ကြီးလာရင်နဲ့အင်မတန်ကြီးကျယ်တဲ့ရှင်ဘုရင်ကြီးဆူလ်တန်မာဟ်မူဒ်ဂဇနဝီဆိုတဲ့ပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်လိစာအတမေစင်ကြီးတော်များခင်များဒါကြောင့်သာသနာ့ပညာရှင်တွေကတင်ပြတယ်နော်တရိစ္ဆန်လူမဟုတ်သေးဘူးတရိစ္ဆန်ဖြစ်နေတဲ့တရိစ္ဆန်မိခင်ကိုကျင်နာတဲ့အရှုလေးနဲ့ကြည့်လိုက်တာတနာလိုက်တဲ့အပေါ်မှာတော့အလ္လာဟ်တလောက်ကြီးကျယ်တဲ့နော်အစာချင်းမြစ်တယ်ကြီးကျယ်တဲ့သုလက်ပြန်ပြီးတော့ချင်းမြစ်တယ်ဆိုလို့ရှိရင်အိမ်မှာကျွန်တော်တို့ကိုမွေးထားတဲ့မိခင်တွေရှိတယ်သူတို့ကိုကျင်နာတဲ့အရှုနဲ့ရှိမယ်ဆိုလို့ရှိရင်အလ္လာဟ်ရှိမတ်တခင်ဘလောက်ကျွန်တော်တို့ကိုကြီးကျယ်တဲ့ဆဝတ်တွေချင်းမြစ်မလဲလိစာအတဲမေစီညီနောင်မြခင်များနော်ဒါကြောင့်ကျွန်တော်တို့တွေဟာမိဘဖြစ်တဲ့သူကလည်းကိုမိဘဖြစ်ထားတယ်ကိုရဲ့အဆင့်တန်းကိုသိဖို့လိုအပ်တယ်သားသမီးကလည်းမိဘရဲ့အဆင့်တန်းသိဖို့လိုအပ်တယ်ဒီနေ့အများကြီးမိဘတွေရှိတယ်သားသမီးစူးတယ်သားသမီးမလိမ္မာဘူးနော်မလိမ္မာဘူးဆိုရင်ဘာလို့မှမသိဖြစ်နေတယ်ဒီတိုင်းပဲအများကြီးမိဘတွေရှိတယ်သားသမီးတွေကြီးလာပြီဒါပေမဲ့သားသမီးအတွက်အကုန်လုပ်ပေးဘူးတဲ့နော်သားသမီးအတွက်ဟိုဟာလည်းလုပ်ပေးတယ်ဒီဟာလည်းလုပ်ပေးတယ်ဟိုဟာဘယ်လိုလုပ်ရင်ကောင်းမလဲသူဘယ်လိုလုပ်ပေးရင်သူအဆင်ပြေမလဲအကုန်စဉ်းစားတယ်ဒါပေမဲ့တခုမလုပ်ပေးမိဘူးသားသမီးအတွက်လက်ဖြန့်ပြီးတော့ကြမတောင်းပေးမိဘူးကျွန်တော်တို့မှတ်ထားပါကျွန်တော်တို့မိဘတွေဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်သားသမီးကောင်းစားစေခြင်းနဲ့ဆိုရင်ကိုယ့်သားသမီးအတွက်ရှာဖွေပြီးတော့ဥစ္စာတပုံကိုပုံချပေးတာထက်ပိုပြီးအကျိုးရှိတာကပါလေကိုယ့်သားသမီးအတွက်အလ္လာဟ်ရဲ့ထံတော်ပါမှာမျက်ရည်တွေကြပြီးဒူအာလုပ်ပေးအဲ့ဒီလုပ်တဲ့ဒူအာအလ္လာဟ်ရှင်မြတ်သခင်မုတ်ချလက်ခံတော်မူတဲ့အဲ့ဒီဒူအာရထားတဲ့သားသမီးဘရောမှဒုက္ခရောက်မှာမဟုတ်ဘူးဘရောမှဆုံးရှုံးနေတာမှမဟုတ်ဘူးလိစာအတန်မီစိညီနောင်များခင်များဒီတော့သားသမီးဆိုးတယ်သားသမီးမလိမ္မာဘူးဆိုရင်ကျွန်တော်တို့ဘာလို့ငုံငိုပြီးတော့သားသမီးအတွက်ဒူအာလုပ်ဒီတိုင်းပဲကိုယ့်သားသမီးတနေ့လိမ္မာတာပဲမြင်ခြင်းနဲ့ကိုယ့်သားသမီးတနေ့ကိုယ်စကားနားထောင်တာပဲမြင်ခြင်းနဲ့ဆိုလို့ရှိရင်လေကျွန်တော်တို့ငငယ်တွေကဘာလုပ်မလဲသားသမီးအတွက်ငုံငိုပြီးတော့ဒူအာလုပ်ပြီးဒီတိုင်းပဲသာသနာပညာရှင်တွေတင်ပြတယ်သားသမီးကို6တဲ့နေရာမှာဘရောမှမိဘကဒီလိုမ6နဲ့မင်းငါဘာကောင်းလဲသိလားမင်းတော့ငါဒေါသမင်းသိတယ်နော်ငါဒေါသထွက်ရင်မင်းတည်သွားမယ်နော်အဲ့ဒီလိုကိုကြောက်အောင်မ6နဲ့ကိုကြောက်အောင်မ6နဲ့သားသမီးကို6ဘာနဲ့6အောင်မလဲအလ္လာဟ်ကိုကြောက်အောင်6နော်ကိုကြောက်အောင်6ရင်သားသမီးအဖေကိုကြောက်မယ်အဖေရဲ့အရှိမပဲကြောက်မယ်နောက်ွယ်မှာကြောက်မှာမဟုတ်နော်သားသမီးငယ်တုန်းကြောက်မယ်ကြီးလာရင်ကြောက်မှာမဟုတ်နော်ဘာဖြစ်လို့လဲဒီအဖေက तू ဘာလဲဆိုတာပြထားတယ် तू ဘာလဲ तू ဘလောက်ကြီးလဲဆိုတာ तू ပြထားတော့သားသမီးကအဖေကိုကြောက်တယ်အဖေရဲ့အရှိမကြောက်တယ်အဖေရဲ့နောက်ွယ်မှာမကြောက်ဒီတိုင်းပဲအဖေကိုငယ်တဲ့အချိန်မှာကြောက်တယ်အဖေကိုဒီသားသမီးကြီးလာတဲ့အခါမှာကြောက်တော့ဒါကြောင့်ဘယ်လိုလုပ်ရမလဲအလ္လာဟ်ကိုကြောက်အောင်ကျွန်တော်တို့သားသမီးတွေကိုလုပ်အလ္လာဟ်ရဲ့ကြီးကျယ်မှုကိုပြောပြသားသမီးဟာအလ္လာဟ်ကိုကြောက်သွားပြီဆိုလို့ရှိရင်မိဘရဲ့ကိုယ်ရမှာလဲသူကြောက်မယ်မိဘရဲ့အရှိမလဲသူကြောက်မယ်မိဘရဲ့အရှိမလဲမိဘစကားနားထောင်မယ်မိဘရဲ့နောက်ွယ်မှာလဲမိဘစကားနားထောင်မယ်ဒါကြောင့်ငယ်ငယ်လေးကသားသမီးရဲ့ရင်ထဲမှာအလ္လာဟ်ရဲ့ကြီးကျယ်မှုအလ္လာဟ်ရဲ့ကြောက်စိတ်ကိုထည့်ပေးအဲ့ဒီသားသမီးဇင်ဒဂီလိမ္မာသွားဖို့အတွက်လုံလောက်တယ်လိစာအတဲမိတ်ဆွေညီနောင်များခင်ဗျ
ဒီတိုင်းပဲနော်သားသမီးကိုဘရောမှဘလောက်ကြီးပဲစိတ်ဆိုးပါသေးဘလောက်ကြီးပဲစိတ်ဆိုးစေသားသမီးကိုဘတ်တူအောင်မပေးရဘူးနောက်ဆုံးစိတ်ဆိုးလုံးအန်ကြည့်လို့ဒေါသထွက်လုံးအန်ကြည့်လို့ဒီလိုတော့မှမပြောနဲ့နေ့လိုသားမျိုးငါမှမရှိရင်ကောင်းတယ်ကွာနေ့လိုသမီးမျိုးငါနဲ့ဝေးသွားရင်ကောင်းတယ်ကွာအဲ့ဒီလိုစကားမျိုးတော့မပြော